ဟဲ့ထုတ်ကြည့်ကြည့်လားရောက်နေနောက်ကြည့်အောင်သုံးဆွဲထုတ်ကြည့်ဟုတ်တယ်ခင်ဗျာထုတ်ကြည့်စီးနေတယ်ခင်ဗျာဒီဘက်မှာဘာပလင်းလဲမသိဘူးကြောင်မဲပလင်းပဲခင်ဗျာဟိုကြည့်ရလေးကောင်ဝယ်ခိုင်းလို့ပြောဘာမှမပလင်းတော့ကုန်မလားကွာအကောင်นี่ကျွန်တော်တော့ဆက်ပြီးပလင်းပဲခင်ဗျာဘယ်လိုတောင်းရလဲအားလုံးအမဲအဲ့ဒီလေးကောင်ပါတယ်အဲ့ဒီလေးကောင်ဝယ်ခိုင်းတာအဲ့ဒီလေးကောင်ကျွန်တော်တို့ဝယ်ခိုင်းတာတော့ဘာမှမဝယ်ဘူးရောင်းနေတော့ဝယ်တကယ်တော့တင်မှာနော်